အဲ့ဒါကိုမင်းအောင်တချင်းမှာတော်တော်ဒီကကြတော့သမီးတို့လည်းအားနာမကောင်းနဲ့နောက်ကတီးဝဲနေလည်းအားနာတော်ပြီမလို့ဘာကိုဘာလဲခုနတောင်းဆိုထားတာကြံဒီကန်တန်းကြံဒီကန်တန်းနဲ့ဟုတ်တရားနာမလားတရားနာမယ်အလုံးလေးချီတာဟုတ်ကဲ့ဖះအာယုံပြုဟုတ်ကဲ့ဘဝကူလေးကောင်းအောင်ဘာဝနာပွားအောင်ငါအရှင်ဘာဝနာပွားအောင်ဒီမန္တလေးဆိုတာဒါကြာကြီးတည်တန်နေပါလားဟုတ်လားဒါကျွန်တော်တို့ကြာနေကန်ရဲ့ဒါနေရာဒေသဟုတ်ကဲ့ဒါကြာနေကန်နေခဲ့တဲ့ဒါမန္တလေးစာသင်ခဲ့တဲ့မန္တလေးဟုတ်ကဲ့နော်ဟုတ်ကဲ့အဲ့ဒါကြာနေကန်တောင်ဟောတယ်ဆိုတာမလွယ်ပါဘူးတူအောင်လုပ်ရမှာတူအောင်လုပ်ပါဟုတ်ကဲ့အနန္တကုဏအဟဝနာမိတဗရာအနန္တကုဏအဟဝနာမိတဗရာအနန္တကုဏအဟဝနာမိတဗရာတီဝိုင်းစီကလက်ဖက်တိုင်ဖွင့်ပြီးသွားမှာကိုလားလက်ဖက်တိုင်ဖွင့်ပြီးလားသွားမယ်စောင်းငါကလက်ဖေးတိုင်ဖွင့်တယ်တဲ့ဟုတ်တယ်ကျန်ရန်ကုန်မှာအဲ့ကျန်ဒီကန်တန်းခွေဖွင့်အဲ့ဒါလက်ဖက်တိုင်ဖွင့်လို့ပဲဒုက္ခပဲကွာပဋ္ဌာန်းရွတ်မလို့ပဋ္ဌာန်းမှုန်းနေတာပဋ္ဌာန်းမှုန်းတာကြာနေကအခွင့်များလက်ဖေးတိုင်အတွက်စီးတီးထုတ်ထားတယ်မှတ်တယ်လားမသိဘူးအပဖြတ်ရဲလိုက်ရရင်တော့မသိမှမသိပဲဟောဆိုပြန်ငင်းနေဟုတ်တရားပွဲဒါတရားပွဲဟုတ်ကဲ့နော်ပလက်ရှိုးမဟုတ်ဘူးနားလဲလားဟုတ်ဟုတ်ဘာသာမှမကြားနိုင်ဘူးလောက်ပြန်ချက်အဟံဗုဒ္ဓဆုံးပါပြီတကသုံးသွဲပျောက်ကွယ်ခြင်းကြပဋ္ဌာန်းကျန်တော်ကြီးကစ၍တူတယ်ဟာတူတယ်ဟာအဲ့ဒါဘာပြောတာလဲအဲ့ဒါဘာပြောတာလဲရောင်းမယောင်နဲ့မင်းပါစပေါက်ကိုပိတ်ထားငကိုရဲဒီဖုန်းကြီးကကြောင်ကရမ်းရဲ့နေချင်းစိုးရဲ့ကွယ်ရသည်သာသနာသူ့ရဲ့နီးအစဉ်တိုင်းသာလျင်မိုက်တယ်ဟဲ့ဝိုင်းဟာမင်းသေတော့မယ်ကြာနေကောင်မင်းလူသားမှုဖြစ်အောင်လုပ်နေတယ်ဟာလားကွယ်ရသည်သာသနာသူ့ရဲ့နီးအစဉ်တိုင်းသာလျင်မကွယ်ရယခုကွယ်ပြောက်လူစေအာနာခိုင်မှာပဋ္ဌာန်းရုပ်ပွဲတွေတွေ့ကြုံမှာသဖြင့်လွန်စွာဝမ်းမြောက်အထောက်အကူဘုရားသာသနာတကွန်းထူမဟဲ့လို့ဇဘူဖွင့်ပြတရားဟောဓမ္မဂတိကောက်နာမသမုတ်အကျွန်ုပ်သည်ခုမနေနဲ့အဲ့ဒါပဲရတယ်တော်ပြီဟုတ်တော့ကိုဟောပါဦးဂျန်နီတန်တန်ဟောပါဦးမင်းလိုက်မနောက်နဲ့မနောက်မင်းလိုက်နောက်ငါပြန်တော်မူလိုက်မှာတခါတည်းဟုတ်ပါလားဟိုပတ်ဆက်စီးရတာမလွယ်လို့မလုပ်ပါနဲ့ငါပြန်လာမှာလို့တခါတည်းပြောတာဟုတ်ဟောပါအနန္တကုဏဘုရားကုံတရားကုံသံဃာကုံနဲ့မိကုံဖကုံဆရာသခင်တို့ဤကုံတော်ကိုတဗ္ဗရာပဋ္ဌာန်းရွရဘယ်ခါမဆိုင်အခါတိုင်းဝနာမေပဋ္ဌာန်းမယုခင်စိတ်ကြည်လင်အောင်လမ်းရွှေပြေဖြိုးလက်ဆယ်ပြထိတ်မှမို့၍ရှ िख ိုးကြောလိုက်ပါ၏ဖယားသာဓုနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတဟေတုပစ္စယောအာရမဏပစ္စယောဘာညာကွိကွပစ္စယောနေဘာညာကွိကွပစ္စယောရှိလို့လားသိချင်းဆိုမင်းအမေလင်ဖုန်းကြီးက24ပစ္စည်းသုံးအောင်ရတာမဟုတ်ဘူးမပါရဲ့အဲ့ဒါကိုဘာညာကွိကွပစ္စယောတစ်ပါးထည့်လိုက်အကုန်စုံမသွားဘူးလားမမဆရာတော်သူရှင်သူမြတ်မြတ်ဖေဟာကိုမိုးတိန်ရဲ့ဖျားဟောတွေကိုပြင်းနေပါတယ်ခင်ဗျာမိုက်မမိုက်တာပြင်းမှာပေါ့ဟာဒီလိုငါ့ဖုန်းကြီးတွေနဲ့တိုက်တယ်ညာဘယ်လိုပြက်လားဟိုကကြံလီကန်ဟောတဲ့ကိုမိုးတိန်ကိုသဘောကျလို့တဲ့ကြံလီကန်ဆရာတော်လို့ပြန်လုံမှုပြပါဆိုဟုတ်ပြီကဲချက်ကားပြင်လိုက်နော်ဟာကြံလီကန်နဲ့ဟောတာမနာဒါပေမဲ့ကြံလီကန်နာမည်ကြည့်တာအဲ့ပဋ္ဌာန်းဝင်တဲ့နာမည်ကြည့်တာမဟုတ်ပါဘာနဲ့ကြံလီကန်နာမည်ကြည့်တာဆိုတဲ့ငိုတဲ့ဘဝအေးအဲ့ဒါကိုနားကျင်တာကြောက်ခဲလေးရဲ့ဘဝကတ္တရာလမ်းပေါ်မှာမတွေ့တာကြာပြီဆိုတဲ့အကြောင်းဟုတ်ကြောက်ခဲလေးဘဝဆုံးရှာပြီလေဒီချင်းဆိုကျင်းနေချိုင်းနေအများကြီးပဲအဲကြောက်ခဲတွေပဲရောက်ကုန်လည်းမသိဘူးအဲ့ဆိုတာငိုတာကိုနားကျင်တာအဲဆိုတဲ့ငိုတဲ့တရားတွေနာမည်ကြည့်နားကျင်တယ်နားကျင်တကယ်နာမှာနော်နာမှာမင်းနာမှာပေါ့နာမှာဟုတ်ဝင်းတပြေထွန်းသွားမေးတိုင်းသမီးနာမလားလို့အဲညီမလေးနာမလားလို့အေးငါနဲ့တွေ့နားမယ်လို့နော်ဟုတ်ကဲ့မငါဟောကျင်တယ် तू ကနာကျင်တယ်ဟောတဲ့လူနာတဲ့လူနှစ်ဦးပေါင်းမှဒီတရားပွဲဖြစ်မှာပေါ့ငါတယောက်တည်းရှောင်းဟောနေတော့မင်းဘုန်းကြီးယူကြီးဆိုရင်ငါဝိုင်းရိုက်တော့ဘယ်လိုလုပ်မလဲသိချင်းဆိုကျွန်တော်လဲနာကျင်တယ်မင်းလည်းနာကျင်လားဟုတ်ကဲ့မင်းအခုနာမလားကားပေါ်ရောက်မှနာမလားအခုနာတာကောင်းမယ်နဲ့လာမယ်ပြေးဒီမှာဆွဲမဲ့လူရှိတယ်ဟိုဘာသူလူမှဆွဲမှာမဟုတ်ဘူးတရားနာမယ်နာမလားဟုတ်
ချောင်းဆိုရင်2မျိုး3မျိုးဆိုတာငိုက်နေတဲ့ပေးတဲ့ကိုလန့်အောင်လှန့်ဆိုတဲ့ချောင်းက1မျိုး ဘလို့လဲဟာ ဟုတ် အမလီ ယောဂမာကြီးလန့်သွား ယောဂီမာကြီး နေယောဂဖြစ်လို့ယောဂီလာဖို့ဒါသေရင်းဆိုးမကြီးနေကောင်းတော့အကြောင်းတစ်ဟောင်းမှမလာဘူးနေမင်းနဲ့ချွဲကြတော့1မျိုး ဘလို့လဲဟာဟုတ်တယ်အမအဖြူဘတ်တွေနှခန့်က တလိတ်ဆိုပါနော် ဟုတ်ကဲ့ နားပါနော် နာမ လက်အောင်ကလေးချီပြီးအနောက်ကညီညီကလေးလိုက်ဆိုလိုက်ကြသားဟဲ့အနန္တ5ပါးကို အနန္တ5ပါးကို ရှ िख ိုးပါဤဖယားလို့ ရှ िख ိုးပါဤဖရာ နှစ်ကြိမ်ထပ်ဆိုဟဲ့ နှစ်ကြိမ်ထပ်ဆိုဟေး ညနာကိုသေချာကြည့်မိသားစုတစ်စုလုံးပေါင်းလို့ဘုန်းကြီးเจ้าတစ်ခေါက်မှမရောက်ဘူးတဲ့မြက်ခွက်ရုပ်ကတက်ကတွန်းယုံနဲ့ငါလုံးဝသေတော့မယ်ဖယားများသပိတ်တက်လူမဲ့ယုံနဲ့လုံနေတာ ခမရပဲနှစ်ကြိမ်ဆို နှစ်ကြိမ်ဆိုနင်းအောင်ချုပ်ခိုင်းတာလေနင်းအနန္တ5ပါးရှ िख ိုးပဲဖျားအနန္တ5ပါးရှ िख ိုးပဲဖျားဆိုတာဒီဘုန်းကြီးကရှေ့သွားလို့ရမလဲဘုန်းကြီးကိုအပေါက်ပိတ်ထားတော့နင်းပထွေးကြံနေကဘယ်ပေါက်ကထွက်ရမလဲမိမခေါ်ပြီးတော့ကျောင်းနောက်ပေါက်ကထွက်သွားရမှာ မင်းကမင်းမဘာလုပ်မှာ ငါယူမလို့ သူ့ချက်ခိုင်းမှလည်းမဟုတ်ဘူး မချက်ခိုင်းဘူးငါကချက်စားမယ်ဟုတ်တယ်စိတ်ကမရှိဘူးချုပ်ဘုန်းကြီးစိတ်တူတယ်နော်ဟိုတော့ဓမြကြီး နင်းတော့ဓမြတိုက်ဆိုင်ဓမြတွေလို့နဲ့လက်နဲ့မလို့ ဘာဖြစ်လို့ နင်းမျက်နှာလာပြလိုက်အဲ့ဒါကြောက်ပြီးအကုန်ချုပ်ပေးမှာ ဟုတ်တယ် ဟုတ်တယ် ဟာမယုံငါမင်းတော့သွားတိုက်ကြည့်ဦးမယ် မမင်းမနဲ့ပါချုပ်ပေး မ ရ သိဘူးလေအကုန်လုံးပြချုပ်ပေးမလားလို့ မပါ ချုပ် အနန္တ5ပါးကိုရှ िख ိုးပါဤဖရာအနန္တ5ပါးကိုရှ िख ိုးပါဤဖရာ အနန္တ5ပါးရှ िख ိုးပြီးတဲ့နောက်ယနေ့ညဘုန်းကြီးဟောမယ်တရားကတိုင်းလောကရဲ့စိန်ခေါ်တာ မသားအဲ့ဒါတရုတ်က မိုးချိုးမြပြစ်လိုက်သလား ဘိုးချုပ်ပြတာမဟုတ်ငါချတာ ဟုတ်လား အဲ့ဒါတရုတ်ကနာမည် တယောက်ကနာမည်လားဒါမှကြံဒီကတရားကိုနာမည်ပေးတာသူများနဲ့ချမ်းပါတယ် ဟုတ်ကဲ့ နော်တိုင်းလောကရဲ့စိန်ခေါ်တာဟုတ်ပါဒါတယောက်ကပါဒါမှကြံဒီကတရားကိုစိတ်ဝင်စားအောင်နာမည်ပေးတာဘယ်လိုပေးတယ်မလဲယနေ့ညဟောမယ်တရားကရိုးပြတ်တော့ကတောက်ခောက်တန်းဟာတွေ့လားတရေကားလို့ဘာလို့လဲ နားလောင်လန့်သွား ဖြစ်ရမှန်လို့ဘာလို့တွေ့လားအဲ့ဒါလို့စိတ်ဝင်စားအောင် तू ကပြောတာရိုးပြတ်တော့ကတောက်ခောက်တန်းတဲ့သမီးထက်ငယ်သောဖေဖေတဲ့တရားနာ၍ငိုရသည်တဲ့ဖះလူကြီးမြတ်နတ်ပြေသွားတဲ့မင်းတို့လူမျိုးကအဝေကြီးကိုဆင်းတယ်ဟဲ့လေ ဘာဖြစ်လို့ငါ ရှာမရှင်နဲ့မင်းဘုန်းကြီးကိုဒီလောက်အနိုင်ကျင့်နေတာမင်းတို့သွားမယ်လားအဲ့ဒီလမ်းပဲ ငါဒါလေးနဲ့ရိုက်တာသမ ्या တွေဆိုဟွာကြီးနဲ့ဒူလောင်လုပ်တာ ပါလေ အော်ငါမဒီလိုမဂလီထိုးတာ ဟောအေးငါမပြောဘူးတော့မင်းကမပြောတာဖမ်းရင်တဲ့တော့ဖမ်းပါဟွာအတူတူပဲ ဟုတ်ပါလားအဲ့ဒါဘာတရားဟောပါ ရိုးပြပြောတာတောက်ခေါက် ရိုးပြတော့တောက်ခောက်တန်းတို့ဘာလို့ညာလို့လားဒါဘာတရားဟောအဲ့တရားထဲမှာအဲ့ဆရာတော်ကတချင်းဆိုတာ तू ကများတယ် ဟုတ်တယ် တချင်းဆိုတော့ရိုးရိုးမဆုံးနော် ဘလို့ဆိုတာ तू ကအကြံဖန်လုပ်ပြီးမှဆိုတာ ဘာလဲဟာအကြမ်းပဲ ဘယ်လိုလုပ်တယ်မ ဘလို့လို့ ဘုန်းကြီးအကြံဖန်လုပ်တာမမြင်ဘူးမဲလာမြိုင်တို့မေရှင်တို့ခက်ကဆိုတဲ့တချင်းကျုပ်သွားတည်းရဂျာနီကသူတို့မန်ယူလောက်ကိုအားပေးနေတာ ဘောကြလို့ ဟလားမဲလာမြိုင်တို့မေရှင်တို့ခက်ကဆိုတဲ့တချင်းကျုပ်သွားတည်းရတချင်းလေးကဗါတဲ့စဉ်းစားနေတယ်ကွာအမှန်တော့ကျောင်းမတွေကကြက်လာတာရပြီးသား ဟုတ်လား ဟုတ်တယ်လေအဲ့ဒါကြောင့်မို့ तू အပုတ်500ရတယ်လို့မင်းပထွေးတိတ်ခွေထဲမှာအော်နေမကြောက်ဘူးလားတချင်းလေးလဲအစပေါ်တော့ကောက်ဆိုချ ဘလို့ဆို မင်းတို့ရပါစခန်းကိုအလဲလာကောင်းအောင်ကွင်းဂျာတိကရက်တာမင်းကမူးမရက်တာ ချန်နီကန်ရစ်တာ မင်းတို့ရပါစခန်းကိုအလဲလာကောင်းအောင်ကွင်းညရောင်နေလေရခင်းနဲ့ကစေးရိုးတလျှောက်ဝဲထဏောင်းမင်းနေအသွဲသွဲဖူးကြတယ်ပွင့်ကြတယ်ပွင့်ကြတယ်ဖူးကြတယ်ပျော်မျိုးလို့စိတ်မှာကျင်းူပါတဲ့ပိဿကြီး तू တယောက်တည်းမသွားဘူး तू အုံလိုက်ခေါ်သွားတာဟုတ်တယ်ပျော်မျိုးလို့စိတ်မှာကျင်းူဗါတဲ့ပိဿကြီးကဒဲလဲဆိုဘာပြောတယ်မ ဘာပြောလဲ ဟန်ကြမကွာငါအပြတ်တစ်တာတဲ့တော့ခောက်ထဲသွားကြတော့ဟိတ်တကဘာလုံးမမြတ်တတချမ်းသာကိုစိတ်မြဲပါစေ တရားဟောလေဟာ တရားဟောမနေနဲ့တော့ဟိုမှာကြည့်ကံပွက်နဲ့မင်းသမီးနဲ့အိမ်အောင်ရတော့မတွေ့လား မင်းသ
သမီးလားမကွာဘူးအဲ့တော့ အမတွတ်တွတ်နေဖုန်ကြီးစိတ်မဖြောက်ဘူးတော့ကိုလဲကြည့်ပြီးတော့ ကို တာရမင်းဘယ်လိုလောက်လိုက်တာထုံး ဖယားစူပါစေရဲ့အဲ့ပြက်လုံးမိုးလင်းသွားပါစေစူတော့ဝိုင်းနာတော့ပါ ဝိုင်းဟဲဝိုင်းဟာ ရှောင်းမပြောနဲ့ဒါကိုတူပါလေး အော် ကိုမွေးမှာကိုသမီးလောက်ရှိတကယ်ပြောတယ်သမီးနဲ့ဒါတငယ်ချင်းတွေ ဟုတ်လားဟောခင်ဗျားသမီးရဘလို့ မထားလိုက်ပါတော့ကွာဟေးတော်ရှာမင်းနည်းနည်းလေးစဖော်ရင်နောက်ကပါလာမေးပြီးလားမေးပြက်လုံးပြီးလားသမီးလားသိမ့်မယ်လားဟိုမှာတီးဝိုင်းသမားတွေအားနာဖို့ကောင်းတယ်